ကျွန်တော်တို့လူတွေမဖတ်နိုင်တော့ဘောတို့ဘာညာအဲ့လိုမျိုးလေးတွေကြားတော့ပေါ့နော်ကျွန်တော်အဲ့မှာသူ့ကိုတော့ညှုံပေးလိုက်ပါတယ်အဲ့ရဲ့ဟာလေကျွန်တော်အများရန်ပြောတယ်စာအုပ်ဝင်ဖတ်နိုင် free book တွေရှိတယ် free ebook တွေရှိတယ်ဒါထောင်းပြီးတော့ဖတ် free ebook တွေဘယ်လိုတောင်းရမလဲဆိုတော့ကျွန်တော်သူ့ကိုတော့ပြောလိုက်တယ်ဗီဒီယိုရင်းတော့ဗီဒီယိုတင်ထားတာရှိတယ်တစ်ချက်ကြည့်ပေးဆိုပြီးပဲပြောလိုက်တာမနေ့ညမှာကျွန်တော်အဲ့ဒီဗီဒီယိုပေါ့နော် free ebook ဘယ်လိုမျိုးတောင်းလို့ဆိုရမလဲဆိုတဲ့ဗီဒီယိုနဲ့ပြန်ပြီးတော့ memory ပြန်တက်လာတယ်အဲ့ဒါကျွန်တော်ပြန်ပြီးတော့ repost လုပ်ထားတယ်ပေါ့နော်တကယ်လို့စာအုပ်တွေရတော့ဈေးကြီးရမှန်တယ်ဖတ်ချင်တယ်ဒါဖတ်လည်းဖတ်တဲ့စာအုပ်တွေအများကြီးပဲအဲ့မှာဆိုရင်ကျွန်တော်ပြောပေးထားတာပေါ့တကယ်တော့အများကြီးပဲတခြား free ebook down တဲ့နေရာတွေတော့အများကြီးပဲပေါ့နော်အဲ့ဒါတော့အရင်ကလေးကရှိတဲ့စာအုပ်ဆိုရင်တော့အဲ့မှာသွားပြီးတော့ down ပြီးတော့ဖတ်ပါလို့ကျွန်တော်အကြံဉာဏ်ပေးချင်ပါတယ်အဲ့ဒါလေးလာပြီးတော့ remind လုပ်တာပေါ့နော်